ဝတ်တော့ရေသူ့နာမည်ကတော့ဝတ်တော့ဖြစ်ပါရဲ့ဝတ်တော့ရေရော့ကဲဒီနေ့ကတော့ဧည့်သည်တကောင်တိုးပါတယ်လို့ပုံမှန်တော့ဒီကောင်ဒီဝတ်တော့ကလေးနဲ့ဟိုဘက်ကညီမလေးတကောင်နှစ်ကောင်ပေါ့နော်နှစ်ကောင်ပေါ့ဒီနေ့တော့ဟိုမှာဧည့်သည်တကောင်တိုးပါတယ်လို့ညီတို့ခွဲကြည့်လိုက်အောင်တော့သူ့ကိုတလားနော်ဒီမှာသူတို့ကိုကြွေးဖို့သူတို့ကအဲ့လိုပဲဖတ်သားပါမစားအညီပါမစားတာပေါ့နော်အဲ့တော့အညီလေးနဲ့သားလေးနဲ့ကုံလုံးနေပြီးတော့သူတို့ကြွေးမှာဖြစ်ပါတယ်ဟိုမှာစားခြင်းတို့တီလေးလေကြာနေပါပြီလို့ဝတ်တော့ရဲ့ကြွေးမယ်နော်သမီးနော်လက်ကမုံနေရတာကတ်တော့မှလက်ကဟိုမှာကြွေးမယ်နော်ခဏလေးစောင့် wait ဟိုမှာတော့နှစ်ခွက်ထဲအမလို့ဒီနေ့သုံးခွက်ကြွေးအောင်နောက်ဆုံးအောင်နေအောင်ကဲပြီးကြွေးမယ်လာကဲအမစားပါတယောက်တစ်ခွက်ပါမလူပါနဲ့နော် तू ကတော့ဧည့်သည်ခွေးဖြစ်ပါတယ်ဒီနေ့တို့နှစ်ကောင်နေသွားတယ်ပေါ့နော်ဒီဆိုတို့နှစ်ကောင်လဲစားရတာ तू ကညီမ तू ကဝတ်တုတ်တဲ့ဝတ်တုတ်လို့ခေါ်လိုက်ရင် तू ကအဲ့လားခေါင်းထောင်ပြီးတန်းပြေးလာတာမနဲ့မိုးလင်းပြီဆိုရင် तू ကလာကြိုတယ်ဝတ်တုတ်ကလေဟိုးနားလောက်ကလေးကနေပြီးတော့လာကြိုတယ်လာဆိုလို့ရှိရင်လေအဲ့လို तू လေးကအရင်ချဖို့ကောင်းတယ်ကဲစားနော်ကိုဟိုကောင်ရင် तू များကလူမစားနဲ့နော်ညီလူညီမြကြွေးထားတာโอเคအဲ့လိုပဲညီပါတော့ကုံသွားပါပြီဗျာလို့အစားပုတ်ပါတယ်ဗျာဧည့်သည်ကလည်းစားပုတ်ပါတယ်ဒီမှာတော့စားတော့မှာကဲကျမလည်းပကံဆေးပါတော့မယ်ဟာပြီးပါလားဟာမြန်နေရောကွာဟဲ့ကောင်းပြီလေကွာ